လောကမှာဇနီးပေါင်းနာနေအသီးမရေမတွက်နိုင်အောင်ဘလောက်ပဲများပြားတော်လည်းပဲအမျိုးအစားအပြင်ကွဲခြားရင်ဒေဝသဝိယသံဝတ္တိခင်မွန်းတဲ့ကသောတာပန်နဲ့တူပြီးတော့ဇနီးတဲ့ကတရိစ္ဆာန်နဲ့တူတဲ့ဇနီးမောင်နှံတစုံနဲ့သဝောဒေဝိယသံဝတ္တိခင်မွန်းတဲ့ကတရိစ္ဆာန်နဲ့တူပြီးတော့ဇနီးတဲ့ကသောတာပန်နဲ့တူတဲ့ဇနီးမောင်နှံတစုံသဝောသဝိယသံဝတ္တိဇနီးတဲ့ရောခင်မွန်းတဲ့ရောတရိစ္ဆာန်နဲ့တူတဲ့ဇနီးမောင်နှံတစုံဒေဝဒေဝိယသံဝတ္တိခင်မွန်းတဲ့ရောဇနီးတဲ့ရောသောတာပန်နဲ့တူတဲ့ဇနီးမောင်နှံတစုံ၄စုံရှိတယ်တိဏ္ဍမကခင်မွန်းတဲ့ကသောတာပန်နဲ့တူပြီးဇနီးတဲ့ကတရိစ္ဆာန်နဲ့တူတဲ့အစုံခင်မွန်းတဲ့ကမြတ်ဇနီးတဲ့ကယုံညံ့နေတဲ့အစုံနိဏ္ဍမအစုံကြတော့ဇနီးတဲ့ကသောတာပန်နဲ့တူပြီးခင်မွန်းတဲ့ကတရိစ္ဆာန်နဲ့တူနေတဲ့အစုံခင်မွန်းတဲ့ကယုံညံ့ပြီးတော့ဇနီးတဲ့ကမြတ်တဲ့အစုံတတိယအစုံကြတော့ခင်မွန်းတဲ့ရောဇနီးတဲ့ရောတရိစ္ဆာန်နဲ့တူနေကြတယ်ယုံညံ့တယ်နှစ်ယောက်စလုံးသတုဋ္ဌအစုံကြတော့ခင်မွန်းတဲ့ရောဇနီးတဲ့ရောသောတာပန်နဲ့တူနှစ်ယောက်စလုံးမြတ်တဲ့အစုံသောတာပန်နဲ့တူတယ်ဆိုတာဘာပြောတာတုံးဆိုတော့သောတာပန်အပေမကြသလိုပဲသူတို့ကလည်းအပေမကြဘူးသောတာပန်လူရွာနတ်ထံချမ်းသာစံဘုံစင်စံပြီးတော့နိဗ္ဗာန်ဝင်သွားတယ်လို့သူတို့ကလည်းအဲ့ဒီလိုဝင်သွားမဲ့သူဒါကိုသောတာပန်နဲ့တူတယ်လို့ပြောတာဒီတော့ပထမအစုံခင်မွန်းတွေကသောတာပန်နဲ့တူဇနီးတွေကတရိစ္ဆာန်နဲ့တူပြီးတော့သောတာပန်နဲ့တူတယ်ဆိုတာဘာဂုံကြီးတတ္တိတွေနဲ့ပြည့်စုံရတာတုံးဆိုတော့များမဟုတ်ဘူးတဲ့၃ချက်တည်းပဲတရဏဂုံတိပင်စတိအာဇီတန်ရှင်းစေသောတာပန်အလားအပေမသွားမမှားမကြလေတဲ့ဂုံကြီးတတ္တိ၃ချက်တည်းပဲရှိတယ်တရဏဂုံတိယနှုတ်အဆိုကိုအလုတ်နှမျိုးလုံးနဲ့တရဏဂုံတိယတရဏဂုံဆိုတာတရဏဆိုတာဖရာတရားတန်ခါယရဏသုံးပါးအာကိုအားထားရဘူးတရဏလို့ခေါ်တယ်ဂုံဆိုတာဂမနဆိုတဲ့ပါဠိကပြက်လာတာဂမနဆိုတာကစီကတ်တယ်ကိုယ်ွယ်တယ်အားထားတယ်ရှစ်ခိုးတယ်ညံ့နိုးတယ်ပူဇော်တယ်ဒါကိုဂုံလို့ခေါ်တာတရဏဂုံပြီးတော့တရဏဂုံတည်တယ်ဆိုတာဖရာတရားတန်ခါယရဏသုံးပါးကိုစီကတ်တယ်ကိုယ်ွယ်တယ်အားထားတယ်ညံ့နိုးတယ်နှုတ်ကလည်းဆိုကိုယ်ကလည်းပါပြီးတော့စီကတ်တယ်ပါဇက်ကဗုဒ္ဓတရဏကိစ္ဆာမိလို့ကြုံတဲ့အခိုက်ဆိုယုံလေးမဟုတ်ဘူးတဲ့သူကနှုတ်ကဆိုသလိုပဲလက်ကလည်းဇနီးတယ်လှုပ်တဲ့သူကတော့ဖယားမိတ်တရားမိတ်တန်ခါမိတ်ဖယားကြောခိုင်းတရားကြောခိုင်းတန်ခါကြောခိုင်းငါးပါးသီလလည်းဖောက်ပြန်သူကဘာလုပ်နေတော့မနဲ့လင်းလာလို့ရှိရင်တက္ကရာစားဖို့တောက်ဖို့ဝိုးဖို့ဆင်းဖို့မော်ဖို့ကြွားဖို့ဖီးဖို့လိမ့်ဖို့ဒါပဲအာယုံပြုတ်နေတဲ့သူဖယားတရားတန်ခါယနာသုံးပါတနေ့လုံးနေလို့ဖယားပဲလက်ဥတစ်ချက်မချီမိဘူးစားဥစားပြတွေအကောင်းနေတိုင်းစားနေရတဲ့နဲ့ဖယားသတိမရဘူးဆွမ်းတော်တင်ဖို့သူသတိမရဘူးဖောက်ပြန်နဲ့လှုပ်ရှင်ရည်လျှောက်လို့နေရင်ဇနီးတွေကတရိစ္ဆာန်မယတရိစ္ဆာန်လင်းသူမွန်တိသောတာပန်လားမယသောတာပန်လင်းတရိစ္ဆာန်တို့ကျင့်ဟာမတူဒါပထမအစုံကခင်မွန်းတွေကသောတာပန်နဲ့တူဇနီးတွေကတရိစ္ဆာန်နဲ့တူတာဇနီးတွေကသောတာပန်နဲ့တူတော့ခင်မွန်းတွေကတရိစ္ဆာန်နဲ့တူတဲ့အစုံကြတော့လေကြောင်းပြန်လိုက်ရုံပဲဇနီးတွေကတရဏဂုံတီးတယ်ဖရာတရားတန်ခါစီကတ်တယ်ယူသေးတယ်ကိုင်းညွတ်တယ်ပန်းလူရေချမ်းလူဆွန်တော်ကပန်းတော်ကဒီလိုနေတယ်ဒါတရဏဂုံတီးတာပင်စတိခေါ်တဲ့အတိုင်းဇနီးတွေကကျင့်ဝတ်၅ပါးသီလလည်းလုံအောင်နေတယ်မကြိုးမပေါက်စီဘူးပြီးတော့မရဝတရား၅ပါးခေါ်တဲ့အိမ်တွင်းမှုလို့သိမ့်ထုတ်သေးချာမိစ္ဆာမမမိစ္ဆာကျင်ရှောင်လျော်အောင်ဖြန့်ချီပြီးမမူငါစုအိမ်သူမယ်တို့တာဆိုတဲ့သင်္ဃာလောဝါဒသုတ်ဘုရားဆုံးမတဲ့အဆုံးအမကြီး၅ပါးကိုလိုက်နာတယ်အိမ်တွင်းမှုလို့ဆိုတဲ့အတိုင်းခင်မွန်းတွေကအပြင်ထွက်နေဘူးမိုးရမချောင်ထွက်အလုပ်လုပ်ငွေချွေစရှိတဲ့ယရနာတွေကိုလည်းပဲမပြောက်မပြတ်ရအောင်သိမ့်သိမ့်ထုတ်ထုတ်တူတူသိမ့်သိမ့်ကိုရှာရတယ်လို့ပဲသဘောထားပြီးတော့သိမ့်ထုတ်တယ်တချို့ကကိုရှာရတာမဟုတ်တော့ခင်မွန်းနဲ့ရှာတာပဲဆိုပြီးတော့ကျွေးတင်ရှင်ပြန်ဆက်လိုက်မယ်ဆိုတဲ့သဘောနဲ့သူကသုံးဖို့ဖြုံးဖို့ဝတ်ဖို့စားဖို့ဝတ်တင်တာတဲ့ပိုဝတ်မယ်သုံးတင်တာတဲ့ပိုသုံးမယ်ဖြုံးမယ်ဆိုတဲ့ရည်ရွယ်ချက်ကြီးနဲ့တချို့ဇနီးတွေကနေတတ်တယ်ရှာရတာသူရှာရတာမဟုတ်တော့သူခင်မွန်းနဲ့နေဘူးမိုးရဘာဖြစ်နေ
ရှာလိုက်မယ်ဆိုပြီးတော့မေတ္တာမရောက်ဘူးကိုရှာရတယ်လို့ပဲသဘောထားပြီးတော့ရလာတဲ့ပစ္စည်းကုံသိမ်းမှကုံကြတဲ့မှကြအောင်စည်ရင်အင်းနဲ့တကွသုံးတက်ဆွဲတတ်ရတယ်ဒါကြောင့်အိမ်တွင်းမှုလို့သိမ့်ထုတ်သေးချာမိစ္ဆာကျင်ရှောင်းတဲ့အတူတူပဲဒါကြတော့ခုနအတော့အစားတွေအကစားတွေဆိုတဲ့မိစ္ဆာမှုတွေရှောင်ရတယ်လေယောင်ဖြန့်ချီတဲ့ခင်မွန်းတဲ့ဘက်နဲ့ကိုယ့်ဘက်နဲ့နှစ်ဖက်ရှိတယ်အဲ့ဒီနှစ်ဖက်ကိုလေယောအောင်ကိုယ့်ဘက်ကိုကိုယ့်ဘက်ကို1000ဘိုးပေးနိုင်ရင်ခင်မွန်းတဲ့ဘက်ကလည်းဆွေမျိုးကို1000ဘိုးပေးနိုင်ရတယ်ကိုယ့်ဘက်ကို1000ဘိုးကျွေးနိုင်လို့ရှိရင်ခင်မွန်းတဲ့ဘက်ကလာတဲ့သူကိုလည်း1000ဘိုးကျွေးနိုင်ရတယ်ပေးနိုင်ရတယ်ဒီလိုမဟုတ်လို့ရှိရင်ကိုယ့်ဘက်ကဟာကြတော့သာသာထိုးထိုးနဲ့လက်သိပ်ထိုးပြီးတော့ပေးကျွေးခင်မွန်းတဲ့ဘက်ကဟာလာတဲ့ဟာကြတော့ဟန်လေးနဲ့အပေါ်ယံလေးနှမ်းဖြူပြီးတော့ဟန်လေးနဲ့ဒီလိုလှုပ်ရှင်မေတ္တာမမှန်ဘူးမမှန်လို့ရှိရင်အဲ့ဒီမေတ္တာမမှန်မှုကြီးကပေါက်ကွဲပြီးတော့ကြတော့ဒေါသအိုးတွေဖြစ်ပြီးတော့ပေါက်ကွဲပြီးတော့ခုနကသတင်းစာကြီးညာကြရတဲ့အထိရောက်ပြီးတော့ပွဲကဖြတ်ခန်းနေနဲ့ရှုပ်ကုန်တတ်တယ်ကိုယ့်ဘက်ဒီဘက်အကုန်ရှုပ်ကုန်တယ်ဒါကြောင့်လေယောအောင်ဖြန့်ကြည့်ဆိုတဲ့အတိုင်းဇနီးတယ်လို့တဲ့သူကကိုခင်မွန်းတဲ့ရဲ့မိဘဟာငါမိဘပဲငါမိဘတော်ခဲ့ဘူးမှာပဲလို့ဒီလိုသဘောထားလိုက်ရတယ်ကိုခင်မွန်းတဲ့ဘက်ကဆွေမျိုးတွေမှန်သမျှငါဆွေမျိုးတွေဖြစ်ခဲ့ဘူးမှာပဲလို့သဘောထားလိုက်ရတယ်ဖြစ်လည်းဖြစ်ခဲ့ဘူးကြတာကြီးပဲညဇောပြကိုယ်တိုင်ကလည်းဟောထားတယ်လောကကြီးထဲမှာအမေအဖေမတော်ဘူးတဲ့သူညီကိုမောင်နှမမတော်ဘူးတဲ့သူဆွေမျိုးမိတ်ဆွေမတော်ဘူးတဲ့သူမရှိသလောက်ရှားတယ်အခုဒီတဘွားလေးတစ်ခုကြည့်ရင်တော့ဒီအမေဒီဖေနှစ်ယောက်တွေ့တာပေါ့ဒီညီကိုမောင်နှမလေး4-5ယောက်တွေ့မှာပေါ့တန်တရာနဲ့ချီပြီးကြည့်လိုက်တော့ဘဝများစွာတန်တရာကျင်းလဲလာခဲ့ကြတာအမေတွေဖေတွေတော်ခဲ့ဘူးတဲ့သူတွေလက်ညှိုးတို့မလွယ်ဘူးတဲ့ညီကိုမောင်နှမတော်ခဲ့ဘူးတဲ့သူတွေလက်ညှိုးတို့မလွယ်ဘူးပြီးတော့ဘဝကဖုံးလွှမ်းထားလို့မမြင်ကြရလို့ဒါကြောင့်မို့လို့တယောက်နဲ့တယောက်တွေ့ကြဆုံကြကုသိုလ်ကောင်းမှုအတူပြုကြကြုံကြဆုံကြတယ်ဆိုတာရှေးအကြောင်းမကင်ဘူးဆိုတာအဲ့ဒါဘုရားကိုယ်တိုင်ဟောထားတဲ့ဒါပဋ္ဌာန်းတရားတော်ကြီးပဲဒါကြောင့်မို့လို့ခင်မွန်းတဲ့ဘက်ကအမေအဖေငါအမေဖေခင်မွန်းတဲ့ဘက်ကညီကိုမောင်နှမငါညီကိုမောင်နှမပဲလို့သဘောထားလိုက်ရင်အဲ့ဒီခေါင်းကလေယောအောင်ဖြန့်ကြည့်ဆိုတဲ့ကိစ္စကြီးသူ့ဘာသူအလိုလိုပြီးသွားတာဒီလိုမဟုတ်ဘဲနဲ့ကိုကသူ့ဟာတော့တစိမ့်ငါဟာတော့အရင်လို့ဒီလိုအစိမ့်အကျက်ခွဲနေလို့ရှိရင်တော့မေတ္တာကိုကမလာတော့ဘူးကိုဘက်ကဟာပဲကိုကဖို့ခြင်းရက်ခြင်းဖြစ်နေတတ်တယ်အဲ့လိုမဖြစ်စီရဘူးဒါကြောင့်အိမ်တွင်မူလို့သိမ့်ထုတ်သေးချာမိစ္ဆာကျင်ရှောင်းလျော်အောင်ဖြန့်ချိပြင်းဤမမူငါစုအိမ်သူမဲတို့တာမပြင်းရဘူးတဲ့အိမ်တော်တစ်ခုကိုထိမ့်သိမ့်တဲ့အမျိုးသမီးတယောက်ဟာအိမ်တော်ကြီးတစ်ခုလုံးတန်ရှင်းစင်ကြဲပြီးတော့တတ်တရရဖြစ်နေအောင်ဟာအပြင်းထူနေလို့မဖြစ်ဘူးအိမ်ဝင်တလင်းတမျက်စိလှဲတဲ့နာဆင်းလှဲအိမ်ပေါ်မှာချက်တဲ့နာချက်ပြုတ်တဲ့နာပြုတ်လျှော်တဲ့နာလျှော်ဖို့တဲ့နာဖို့စသည်ဖြင့်လှုပ်ရှင်ရည်ပြည့်နေတာပဲဖရာကမို့လို့တန်တန်ရှင်းရှင်းတတ်တရရဖြစ်နေအောင်ဒါမပြင်းရဘူးဧကန်မို့လို့တန်တန်ရှင်းရှင်းတတ်တရရဖြစ်နေအောင်မိဖို့ကြောင့်မို့လို့တန်တန်ရှင်းရှင်းတတ်တရရဇွန်နေရဇွန်ခွက်နေရခွက်ပကံနေရပကံဖြစ်နေအောင်မပြင်းရဘူးပြင်းလိုက်ပြီအိမ်အောင်ရှင်မတယောက်ပြင်းလိုက်ပြီဆိုသည်နဲ့တပြိုင်နက်အိမ်ဝင်းကြီးလည်းကြက်တည်မရှိအမိုက်တွေနဲ့စရိုက်တွေနဲ့ခွေးချီတွေနဲ့ဖယားကလည်းပဲပုံမင်းနေတန်းလို့ပန်းကြောက်တွေနဲ့ရေတွေလည်းကျွန်းတို့ကောင်တွေကြာလို့ကြက်တည်ကိုမရှိတော့ကန်းကြည့်လိုက်တော့လည်းပဲသပွဲကလေးထိုင်တွေကဖုန်နေပေးလို့ညစ်ပတ်ရှုပ်ပွားခြေချစရာမရှိမိဘကနဲ့ဝင်မသွားလိုက်နဲ့မိဘကနဲ့ကြာတော့လဲအိုးတွေရောခွက်တွေရောပကံတွေရောဇွန်တွေရောထိုးလို့ထောင်းလောင်းကိုယုတ်ကားရတွေပြည့်နေတာဒီတော့အဲ့ဒီလိုမဖြစ်စေဘဲနဲ့တအိမ်လုံးရဲ့ကြက်တရေအိမ်ရှင်မလက်ထဲမှာနေတဲ့ရှေးလူကြီးတွေကတအိမ်လုံးရဲ့ကြက်တရေဟာအိမ်ရှင်မလက်ထဲနေတာပဲညာတော့အပြင်ခင်မွန်းတယ်တွေဇနီးခင်မွန်းတယ်တွေယောက်ျားသားတွေကအပြင်ထွက်ပြီးစီးပွားရှာနေရတာအလုပ်လုပ်နေရတာအိမ်နဲ့သူတို့ကြည်နိုင်တာမဟုတ်ဘူးညာတော့အပြင်အိမ်ရှင်မတွေကအိမ်ကျက်တည်းရှိအောင်နေတန်းရတယ်အဲ့ဒါဆိုမရဝတရားကြည်တာပဲတဲ့သောတာပန်မှာပဲဒီဇနီးတွေကဇနီးတွေကတရဏဂုံတီးတယ်ပင်စတိခေါ်တဲ့ကျင့်ဝတ်၅ပါးရှောင်ရမယ်၅ပါးသီလရှောင်တယ်ဆောင်းရမယ်၅ပါးသီလကိုဆောင်းတယ်အာဇီဝပါရိသုဒ္ဓိအတ္တမွေးဝမ်းကြောင်းဆင်ခြင်အောင်နေတယ်
ခင်မွန်းတဲ့လှုပ်တဲ့သူကတော့မူလိုက်ယူလိုက်တောက်လိုက်စားလိုက်ပြောလိုက်ပါလိုက်ဟေလာဝါလာဖျားမိတရားမိနေရင်တရိစ္ဆာန်ပဲခင်မွန်းတဲ့ကဒါကြောင့်မယားတရိစ္ဆာန်လင်းသူမွန်တိသောတာပန်လားမယားသောတာပန်လင်းတရိစ္ဆာန်တို့ကျင့်ဟန်မတူတဲ့ကျင့်မုံကျင့်ဟန်ချင်းမတူကြဘူးတဲ့တယောက်နဲ့တယောက်မတူတော့ဘာဖြစ်တုံးလို့ဆိုတော့မယားတရိစ္ဆာန်လင်းသူမွန်တိသောတာပန်လားမယားသောတာပန်လင်းတရိစ္ဆာန်တို့ကျင့်ဟန်မတူမကောင်းသူကမိဘူးကြရှောင်းကောင်းခြင်းသူကဒုက္ခပွား၏အဲ့ဒီလိုသောတာပန်နဲ့တူတရိစ္ဆာန်နဲ့တူဆိုတဲ့ဒီလိုအတူတူပြီးတော့မကောင်းတာကျင့်တဲ့သူကလည်းမီးလို့ပူမှာပဲဒီဘဝလည်းသူမီးလို့ပူလိမ့်မယ်နောင်တန္တရာလည်းပူလိမ့်မယ်ကောင်းကောင်းကျင့်တဲ့သူကကောင်းကျိုးချမ်းသာတွေရပြီးတော့ဒီဘဝရောချမ်းသာနောင်လည်းချမ်းသာလိမ့်မယ်တဲ့သူလမ်းနဲ့သူခွဲသွားကြမှာမယားတရိစ္ဆာန်လင်းသူမွန်တိသောတာပန်လားမယားသောတာပန်လင်းတရိစ္ဆာန်တို့ကျင့်ဟန်မတူမကောင်းသူကမိဘူးကြရှောင်းကောင်းခြင်းသူကဒုက္ခပွား၏မယားကိုလင်းလင်းကိုမယားတရားသဖြင့်ကောင်းစွာကျင့်မှု50နတ်ရွာဘုံနေမှာဝဲချမ်းသာနှစ်ပါးဒုခံစားလေနှစ်ယောက်စလုံးကအဲ့ဒီလိုပြောခဲ့တဲ့အည်ချင်းသုံးချက်နဲ့ပြည့်စုံကြတယ်တရဏဂုံလည်းတီးတယ်ပင်စတိခေါ်တဲ့ကျင့်ဝတ်၅ပါးရှောင်ရမှာကိုလည်းရှောင်ဆောင်ရမှာလည်းဆောင်တယ်အတ္တဘဝကြောင့်လည်းဆင်ကြအောင်နေကြတယ်ဆိုရင်တော့သူတို့နှစ်ယောက်ကဒီဘဝလည်းချမ်းသာပြီးတော့နောက်သောတာပန်တဂရကအနာဂံယဟန္တာကြီးတွေအထိဖြစ်မသွားသေးသည့်တိုင်အောင်တောင်းအထက်နတ်ပြည်ရောက်ရင်နေမာနရတိခေါ်တဲ့50မြောက်နတ်ပြည်မှာသွားပြီးတော့ဘုရားအလောင်းတော်ရသောတရားအလောင်းတို့လိုပါရမီကောင်းမှုတွေစတဲ့တကူတိုးတက်ဖြည့်ပြီးတော့ဘုရားတဆူဆူလက်ထက်မှာကြွတန်းဝင်တတ်တယ်ကြွတန်းဝင်နိုင်ကြတယ်တဲ့ဒါကြောင့်50နတ်ရွာဘုံနေမှာဝဲချမ်းသာနှစ်ပါးဒုခံစားလိမ့်လင်မယားနှစ်အကျင့်ညစ်မှုတဲ့လင်မယားနှစ်ယောက်စလုံးကအကျင့်ကညစ်လို့ပေးလို့နှစ်ယောက်စလုံးဘုရားတရားသံဃာယနာသုံးပါးလည်းကြောခိုင်းငါးပါးသီလလည်းမလို့အသက်မွေးဝမ်းကြောင်းတွေကလည်းပဲတငါလုတ်ပြီးတော့အသက်မွေးမုတ်ဆိုးလုတ်ပြီးတော့အသက်မွေးနဲ့လုတ်ချင်ရတွေလုတ်ကုန်ကြပြီဆိုရင်တော့လင်မယားနှစ်အကျင့်ညစ်မှုနှစ်ကြငရဲမခွဲတဝေတံမြိုင်ထွေးသည်ငိုကြွေးအော်ဟစ်ဆူညံသည်တဲ့ဒီဘဝမှာလည်းငိုရယိုရမျက်ရည်ကြားရဒုက္ခတွေရောက်ကြတန်ត្រာကြတော့လေအပယ်လေးပါးကြီးတဲ့ကြသွားတတ်တယ်တဲ့ဒါဇနီးမောင်နှံ၄စုံဒါဘုရားကမင်္ဂလာဆောင်လာတဲ့မြို့ကောင်းသားမြို့ကောင်းသမီးတွေဘုရားကဟောတာဝေရင်သာမြို့ရဲ့မြို့ဦးမြို့ထိပ်ဟောလို့ဝေရင်သာသုတ်တံလို့တွင်ရစ်တယ်ဒါကြောင့်အဲ့ဒီထဲကဒီနေ့သွန်တကာသွန်ပါအလှတကာလုံးမှာဖြစ်ကြတဲ့ဒုဗိုလ်မိုးကြီးစောလွင်မဝင်းဝင်းမြင့်တို့ကမိမိတို့ကိုမိမိတို့တပည့်တော်တို့ဒီနေ့သံဃာတော်1200ကျော်တို့ကိုနာနဲ့အချိန်ထပ်တရားစွမ်းပေးအားလူဆောင်လက်ဖက်ရည်စွမ်းတွေဆက်ကလှူဒန်းကြခြင်းဖြင့်နေ့လေအချိန်လေဒီသံဃာ1200ကျော်တို့ကိုမုံမြတ်သောစွမ်းခဲ့ပဲဘောဇင်နေနဲ့တကွာရေခဲမုံစွမ်းကိမှုစွမ်းတွေလောင်းလူဆက်ကကြခြင်းဖြင့်ရွှေမုတ်တော်မဟာသိတော်ကြီးများစွာဖြင့်အားလည်းရွှေသင်္ကန်းကိုရည်မှန်း၍ငွေကြတတောင်းလှူဒန်းပူဇော်ကြခြင်းဖြင့်ဖိတ်မှန်တကပြုထားတဲ့ပရိသတ်ပေါင်းသူတော်ကောင်းတွေကိုတပည့်တော်တို့မနဲ့အလျောက်နေ့လေအလျောက်တရားဖြူပွေးကျွေးမွေးအခမ်းကြခြင်းဖြင့်အခုတရားတော်ကိုတရားကြည်ဖြူနာယူကြခြင်းဖြင့်တပည့်တော်တို့ကိုတပည့်တော်တို့သောတာပန်နဲ့တူတဲ့ဇနီးမောင်နှံဖြစ်အောင်ကျင့်ဆောင်ကြိုးကိုအထောက်ကြပါကုန်၏အခုချိန်ဟာသောတာပန်နဲ့တူအောင်ကျင့်နေတဲ့အချိန်ပဲ